plus adjective ရဲ့ question form ကတော့ helping verb plus subject plus feel plus adjective ဖြစ်ပါတယ်ဒီ negative form နဲ့ question form တွေရဲ့ helping verb နေရာတွေမှာကိုသုံးထားတဲ့ context ရဲ့ tense ပုံစံတွေပေါ်မူတည်ပြီးတော့အဲ့ဒီ helping verb တွေကိုအပြောင်းလဲသုံးပေးရမှာဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ဥပမာလေးကိုလေ့လာကြည့်ကြရအောင်မင်းပျော်လားတဲ့ဒါတိလဲ generally အခြေအနေတစ်ခုကိုမေးတာမို့လို့ဒီမှာ present simple tense ကိုပဲသုံးပေးပါမယ် present simple tense ကိုသုံးပြီးတော့မေးခွန်းဝါကျရေးမယ်ဆိုလို့ရှိရင်လည်း helping verb အဖြစ်do နဲ့ does ကိုသုံးရတယ်ပေါ့နော်ဒီဝါကျရဲ့မင်းဆိုတဲ့ subject ဒီအများမို့လို့ကျမတို့ do ကိုသုံးပါမယ်ဒီကြရင် subject က you ပျော်လားဆိုတဲ့ဟာကိုကျမတို့ feel adjective နဲ့ရေးရမှာဖြစ်တယ် feel happy do you feel happy ဒါ present simple tense ကိုသုံးထားတာတကယ်လို့များမင်းမနေ့ညကပျော်ခဲ့သလားလို့မေးမှာဆိုလို့ရှိရင်တော့မနေ့ညကဆိုတဲ့အတိတ်ကိုပြတဲ့စာလုံးလေးပါတဲ့အတွက် past simple tense ကိုသုံးပေးရမှာဖြစ်ပါတယ်ဆိုတော့ did you feel happy last night past simple form နဲ့ရေးပြပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှေ့မှာပြောသွားသလိုကိုသုံးမဲ့ tense ပေါ်မူတည်ပြီးတော့အဲ့ဒီ helping verb တွေကိုပြောင်းလဲသုံးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကအခုပြောသွားတဲ့ present simple tense past simple tense တွေကိုကျွန်မဗီဒီယိုလေးတွေလုပ်ပြီးတော့သင်ထားပြီးပြီဖြစ်တယ်ဒီသင်ခန်းစာရဲ့ description မှာလည်း link လေးတွေထည့်ပေးထားပါမယ်